ကဲကျွန်တော်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့ပြီးခဲ့တဲ့ပတ်တောက်ကြနေညနေခင်းမှာတက်ဆိုတဲ့အပူးတစ်ခွက်နဲ့ပိတ်ထားခြင်းကြောင့်လည်းမင်းတို့မနှက်ဖြန်တနင်္လာနေ့အဖွင့်နေ့ရဲ့မနက်12နာရီ10မိနစ်စီမှာဒီ၄ခွက်ပဲထိုးပါဆိုတဲ့ formula နဲ့တို့ကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးဘာလို့ရသွားကြမလဲဆိုရင်အဲ့ဒီ share ချုပ်ကွက်၄ခွက်ကိုကျွန်တော်အထက်ကပေးမယ်တနင်္လာနေ့မနက်မှာကျွန်တော်တို့အဖွင့်လှစေဖို့ရိုက်ထုတ်ကြီးရစေဖို့ share ချုပ်ကွက်၄ခွက်ဒါနိုင်မလားဆိုတော့မဟုတ်သေးဘူးဖူးမကြော်မွေးကနနော်မွေးကနဆော့ကျင်တယ်ဆိုတဲ့မိတ်ဆွေများအတွက်ဟူးမကြော်ကိုထိမိမွေးရမယ်မွေးကန2ကွက် share ချုပ်ကွက်2ကွက် share မွေးကန2ကွက်ဟူးမကြော်ဒါကိုလည်းပေးသွားဖို့ရှိတယ်ဒါနိုင်မလားဆိုတော့မဟုတ်ပြန်ဘူးဗျအဖို့ဝင်မိတ်ဆွေများအတွက်လည်းပဲတစ်ကွက်ကောင်းပေးစရာရှိသေးတယ်ပြီးခဲ့တဲ့ပတ်တနင်္လာနေ့ညနေခင်းမှာ73ဆိုတဲ့တစ်ကွက်ကောင်းပေးခဲ့တယ်လို့မျိုးဒီတစ်ပတ်မှာလည်းပဲအဲ့ဒီလိုမျိုးတစ်ကွက်ကောင်းရတယ်ဆိုတော့ကကျွန်တော်မိတ်ဆွေများ like မှတ်ဖို့အားလုံးပဲအစင်းနဲ့ပြန်ထားပေးပါเนาะကျွန်တော်မိတ်ဆွေများတို့ဒီဗီဒီယိုကအင်မတန်ကိုအကျိုးရှိတယ်နော်ဆိုရင်ကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့တူဒီရွှေပို့ YouTube channel အသစ်ကလေးကနေပြီးတော့ကကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးကိုနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ရှေးဦးစွာကျွန်တော်မိတ်ဆွေများအားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေလုံးအင်ဆန္ဒတလုံးတော်ပါတဲ့ပြည်စုံကြပါစေစီးပွားဥစ္စာယတနာများတဲ့ဒီအလားတွတ်တဲ့ကြီးပွားကြပါစေခင်ဗျာနော်ဆိုမိတ်ဆွေများအားလုံးပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစားကြရအောင်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးတော့ဘာတွေရသွားကြမလဲဆိုရင်ကျွန်တော်အရှိမပြောခဲ့တဲ့လိုမျိုးပဲနေ့တိုင်းအတွက်ကို share ချုပ်ကွက်၄ကွက်ပြီးရင်ဟူးမကြော်မွေးကန2ကွက်နော်ပြီးရင်ကျွန်တော်တို့အဖွဲ့ဝင်များအတွက်တစ်ခွက်ကောင်းစားသဖြင့်ဆိုတော့က like မှတ်ဖို့အားလုံးပဲအစီအစဉ်သင်ပြန်ထားပေးပါအစဉ်သင်ပြန်နေတဲ့အချိန်အတော်အတွင်းတွေမှာကျွန်တော်တို့ပထမဆုံးပြောစရာရှိတာကကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများပေါ့နော်ပြီးခဲ့တဲ့ဘက်ကြာသာရင်းညနေမှာကျွန်တော်ရွှေပိုးအဖွဲ့ဝင်ခေါ်တယ်အဲ့ဒီအချိန်ကနေစပြီးတော့ကြာသာရင်းညကနေစပြီးတော့ဒီကနေ့တနင်္ဂနွေနေ့ညနေအထိကိုဟာလာယုံကြည်စိတ်ချစွာနဲ့လာရောက်လက်တွဲပေးကြတဲ့မိတ်ဆွေများကျွန်တော်ရဲ့ချက်လာသွားတော့အဖွဲ့ဝင်မိတ်ဆွေများတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာကျေးဇူးတောင်းပြန်တော့အားဖြင့်လည်းပဲကျွန်တော်မိတ်ဆွေများဘက်ကိုကျွန်တော်ဘက်ကနေပြီးတော့နော်ကျွန်တော်မိတ်ဆွေများစီကိုသက်ဆိုင်ရာနယ်ပယ်ကနေပြီးတော့စာရုပ်ပတ်တီတလုံးမင်းရောကန3ကွက်ပါတဲ့မန်ပါကတ်ကိုအတီးပို့ပေးပြီးသွားပြီ Viber ကလာတဲ့မိတ်ဆွေတွေဆိုရင် Viber ကနေတော့၎င်း Telegram မိတ်ဆွေတွေဆိုလို့ရှိရင် Telegram ကနေတော့၎င်းကျွန်တော်တို့တိုက်ရိုက်ခေါ်တဲ့လူတွေဆိုလို့ရှိရင် message ကနေတော့၎င်းအတီးကိုကျွန်တော်ပို့ပေးပြီးသွားပြီကျွန်တော်မိတ်ဆွေများဘက်ကနေပြီးတော့အဲ့ဒီမန်ပါကတ်ထဲမှာပါတဲ့ဟူးမကျော်စာရုပ်ပတ်တီတလုံးနဲ့မင်းရောကန3ကွက်ကိုအထူးဂရုစိုက်ပါမနက်ဖြန်တနင်္လာတစ်ပတ်ကအင်္ဂါဖိနောက်ကဗုဒ္ဓဟူးဒီ3ရက်စာ3ရက်အတွင်းမှာတစ်ချိန်မှဖြစ်မနေဆင်းလိုက်မယ်နော်ဆိုတော့ကကျွန်တော်အဖွဲ့မိတ်ဆွေများအဲ့ဒီဇာတို့ပတ်တီတလုံးနဲ့မင်းရောကန3ကွက်ကိုပဲအထူးဂရုစိုက်ပါနော်ကျွန်တော်မိတ်ဆွေများရှေ့မှာပြောခဲ့တဲ့တစ်ခွက်ကောင်းကဘယ်ဟာလဲ